Libra လေးတွေမှာအပိုင်း3ပိုင်းကွဲနေရတိကျလားမသိသေးဘူးဆိုလို့ရှိရင်အမဒီနေ့လာပြပြပေးတော့ပါမယ်စက်တင်ဘာ23ကနေပြီးတော့မှအောက်တိုဘာ23အဲ့ဒီဂျာကလာမွေးဖွားတဲ့သူလေးတွေတိုင်းက Libra ဆိုင်းလေးတွေဖြစ်ပါတယ်အပိုင်း3ပိုင်းကွဲနေခြင်းအပြင်အမတို့စိတ်နေသဘောထားလေးတွေ character လေးတွေကနည်းနည်းပြောင်းလဲလေးတွေရှိပါတယ်အပိုင်း1စက်တင်ဘာ19ကနေပြီးတော့မှစက်တင်ဘာ25ဘာကို Libra cut လေးတွေဖြစ်ပါတယ် Cut for Beauty လှပခြင်းနဲ့နမိတ်ဖွားလေးတွေဖြစ်ပါတယ်ဘာကိုရဲ့လက်တွေ့ကြမှု Libra ရဲ့ဟန်ချက်ညီမှုအဲ့ဒီ character နှမျိုးကိုပေါင်းစပ်ထားပါတယ်အမှုပညာမျက်စိရှိတဲ့လှလှပပတသက်ရရက်နေရတာကိုသဘောကျတယ်စကားပြောလိမ့်မှာပါနဲ့ကြတဲ့သူလေးတွေပါအားသာချက်လေးတွေကတော့သဘောထားကြီးရဲ့ညံကောင်းတဲ့လူမှုဆက်ဆံရေးပြည့်ပြည့်တဲ့တရားမျှတမှုကိုလည်းမြင့်နိုးတဲ့သူလေးတွေပါအားနည်းချက်ကတော့အရာရာအကောင်းဆုံးဖြစ်ခြင်းတဲ့စိတ်ကြောင့်ဆုံးဖြတ်ချက်ချရတာခက်ခဲတတ်ပါတယ်အပိုင်း1စက်တင်ဘာ26ကနေပြီးတော့မှအောက်တိုဘာ18 Libra စစ်ကြီးပါရန်ဖြစ်ရတာစကားများတာတွေကိုမကြိုက်ပါဘူးပြဿနာတစ်ခုခုဖြစ်ပြီဆိုလို့ရှိရင်ဂျားကနေပြီးတော့ညှိနှိုင်းဖြေရှင်းရတာမျိုးကိုဝါသနာပါတတ်ပါတယ်တခါတလေဆုံးဖြတ်ချက်ချရတာခက်ခဲတတ်ပါတယ်လူမှုဆက်ဆံရေးလည်းကောင်းတတ်ပါတယ်ရင်ကျေးတယ်ဆွဲဆောင်မှုရှိတယ်အမှုပညာမျက်စိရှိပြီးတော့မှအကောင်းကြိုက်တတ်ပါတယ်အလှပလည်းကြိုက်တတ်ပါတယ်လူတိုင်းပေါ်ဒန်းတူဆက်ဆံတတ်ပြီးတော့တရားမျှတမှုရှိတတ်ပါတယ်ဒါကတော့ Libra စစ်ကြီးရဲ့ character အတူတူဖြစ်ပါတယ် Libra ဆိုင်းလေးတွေရဲ့ character လေးတွေသိကျင်တယ်ဆိုလို့ရှိရင်တော့အမဗီဒီယိုလုပ်ထားပေးရရှိပါတယ်အမအကောင့်ထဲကိုဝင်ပြီးတော့မှကြည့်ပေးလို့ရပါတယ်နော်အပိုင်း3အောက်တိုဘာ19ကနေပြီးတော့မှအောက်တိုဘာ25Libra Scorpio Cup လေးဖြစ်ပါတယ် Passport Drama and Criticism ပြတ်သားခြင်းနဲ့ဝေဖန်ခြင်းနဲ့နမိတ်ပွားလေးဖြစ်ပါတယ်Libra ရဲ့တရားမျှတမှု Scorpio ရဲ့စိတ်ခံစားချက်အဲ့ဒီ character နှမျိုးကိုပေါင်းစပ်ထားတာဖြစ်ပါတယ်အပေါ်ယံထက်အတွင်းကျကျခံစားချက်တွေကိုပို့ပြီးတော့မှဦးစားပေးတတ်ပါတယ်စကားပြောတဲ့နေရာမှာလည်းပွင့်လင်းတတ်ပါတယ်အားသာချက်ကတော့ဆွဲဆောင်မှုရှိပြီးတော့မှစိတ်သက်ခိုင်မာတဲ့သူလေးတွေပါအမှန်တရားကိုမျက်နှိုးပြီးတော့မှလူတွေရဲ့စိတ်ကိုဖတ်တဲ့နေရာမှာတော်တတ်ကြပါတယ်အားနည်းချက်ကတော့ဒေါသထွက်ရင်ပြင်းထန်တတ်ပါတယ်တစွတ်ထိုးလှုပ်တတ်ကြပြီးတော့မှသူတစ်ပါးပေါ်လွှမ်းမိုးခြင်းနဲ့စိတ်ရှိကြပါတယ်ဒီနေ့အမှပြပြပေးသွားတော့ Libra လေးတွေရဲ့ခပ်အကြောင်းလေးတွေဖြစ်ပါတယ်တခြားရာသီကွန်လေးတွေရဲ့ခပ်အကြောင်းလေးတွေသိကျင်တယ်ဆိုလို့ရှိရင်လည်းအမကို like and share follow လေးလုပ်သားပေးလို့ရပါတယ်နော်